မင်္ဂလာပါရှင်။ဇန်နဝါရီလ10ရက်နေ့နေ့လည်ခင်းအထိနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မထထအိန္ဒြာအောင်ပါ။အရင်ဦးဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။ Greenland ကျွန်းကိုအမေရိကန်ကမပိုင်ဆိုင်ရင်နောက်တစ်ချိန်မှာတရုတ်နဲ့ရုရှားတို့ကလက်ရသိမ်းယူသွားလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။ Trump ဟာဒိမတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးမဟာဗျူဟာအရအချက်အခြာကျတဲ့ Greenland ကိုအမေရိကန်ပိုင်နက်ထဲသိမ်းယူလိုကြောင်းအတိအလင်းပြောကြားထားပါတယ်။ဒါပေမဲ့ဒိမတ်နဲ့ Greenland တို့ကတော့ Trump ရဲ့ဆန္ဒကိုအတိအလင်းဆန့်ကျင်ထားသလိုအမေရိကန်နဲ့ဒိမတ်တို့ရဲ့မဟာမိတ်တွေဖြစ်တဲ့ဥရောပနိုင်ငံတွေကလည်းအခုကိစ္စမှာဒိမတ်ဘက်ကအခိုင်အမာထောက်ခံရပ်တည်ပေးထားပါတယ်။ဒိမတ်အစိုးရက Trump အနေနဲ့ Greenland ကိုရယူလိုစိတ်ကိုမေ့ပစ်လိုက်ဖို့တောင်းဆိုထားပြီးအတင်းကျပ်လုပ်ယူမယ်ဆိုရင်အမေရိကန်နဲ့ NATO စစ်မဟာမိတ်ကြားကဆက်ဆံရေးပါပျက်စီးသွားလိမ့်မယ်လို့ထောက်ပြထားပါတယ်။ Trump ကတော့ကမ္ဘာမြောက်ပိုင်းကမဟာဗျူဟာအရအချက်အချာကျတဲ့နေရာမှာတည်ရှိနေပြီးသဘာဝအရင်းမြစ်တွေပေါ်ကျွယ်ဝတဲ့ရာသီဥတုအေးခဲနေရာကျွန်းကြီးကိုထိန်းချုပ်နိုင်ရေးဟာအမေရိကန်ရဲ့အကျိုးစီးပွားအတွက်အရန်အရေးကြီးတယ်လို့အခိုင်အမာပြောဆိုထားပါတယ်။အမေရိကန်က Greenland ကိုပိုင်ဆိုင်ခြင်းဟာ Greenland ကိုကာကွယ်ပေးခြင်းဆိုတဲ့အဓိပ္ပာယ်လည်းမြောက်တယ်လို့Trump ကဇန်နဝါရီလ9ရက်နေ့မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။သူက Greenland ကိုရရှိဖို့အတွက်အနုနီးရောအကြံနီးပါလိုသလိုအသုံးပြုနိုင်တယ်လို့လည်း Trump ကသတိပေးသွားပါတယ်။ဒိမတ်ဟာအမေရိကန်ရဲ့မဟာမိတ် NATO အဖွဲ့ဝင်ဖြစ်နေတဲ့အတိုင်းအိမ်ဖြူတော်ကတော့ Greenland ကိုသိမ်းပိုက်ဖို့လိုအပ်လာရင်စစ်အင်အားအသုံးပြုနိုင်ခြေကိုညှင်းပယ်မထားပါဘူး။ Greenland ကျွန်းပေါ်မှာအမေရိကန်စစ်စခန်းတစ်ခုဟာဒုတိယကမ္ဘာစစ်ကတည်းကအခြေစိုက်ထားခဲ့ပါတယ်။ဒိမတ်နဲ့သဘောတူညီမှုအရအမေရိကန်ဟာအဲ့ဒီစခန်းမှာလိုသလောက်တပ်အင်အားတွေဖြန့်ကျက်ထားခွင့်ရပါတယ်။ဒါပေမဲ့ Trump ကတော့မြေငှားသဘောမျိုးနဲ့တပ်ဖြန့်ထားတာဟာအမေရိကန်အတွက်မလုံလောက်ဘူးလို့ဆိုပါတယ်။နှစ်100လောက်အငှားစာချုပ်ထားတဲ့ဆိုရင်တော့မလုံလောက်ကြောင်းအဲ့ဒီမြေကိုတရားဝင်ပိုင်ဆိုင်နေဆိုတဲ့အချက်ကအရေးကြီးကြောင်း Trump ကပြောပါတယ်။သူကတရုတ်ပြည်သူတွေနဲ့ရုရှားပြည်သူတွေကိုသဘောကျကြောင်းဒါပေမဲ့ Greenland မှာတော့သူတို့နဲ့အိမ်နီးချင်းဖြစ်မလာခြင်းကြောင်းအဖြစ်လည်းမခံနိုင်ကြောင်းဒီသဘောတရားကို NATO ကနားလည်လက်ခံဖို့အရေးကြီးကြောင်း Trump ကဆက်ပြောခဲ့ပါတယ်။သူကတရုတ်နဲ့ရုရှားတို့က Greenland ကိုသိမ်းယူလိမ့်မယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်ပြီးတိကျခိုင်မာတဲ့အထောက်အထားမျိုးတော့မပြသခဲ့ပါဘူး။ဇန်နဝါရီလ3ရက်နေ့မှာ Trump ကဗင်နီဇွဲလားပိုင်နက်ထဲအထူးစစ်စင်ရေးတရက်ဆင်နွှဲပြီးသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးစေခဲ့တဲ့နောက် Greenland မှာလည်းအမေရိကန်ကအင်အားသုံးလာမှာကိုစိုးရိမ်မှုတွေတကြော့ပြန်မြင့်တက်လာတာဖြစ်ပါတယ်ရှင်။တရုတ်ရုရှားနဲ့အီရန်စစ်သမောတွေဟာတောင်အာဖရိကနိုင်ငံကိုရောက်ရှိလာပြီးပူးပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ခုမှပါဝင်နေကြောင်းသိရပါတယ်။တပတ်ကြာမြင့်မဲ့စစ်ရေးလေ့ကျင့်မှုဟာဇန်နဝါရီလ9ရက်နေ့ကကိတ်တောင်မြို့ကမ်းလွန်ရေပြင်မှာစတင်ခဲ့ပါတယ်။ရုရှားရေနံတင်သမောတစ်စီးကိုဗင်နီဇွဲလားရဲ့ရေနံတွေမှောင်ခိုတည်ယူမှုနဲ့ဆွဆွဲပြီးအမေရိကန်ကကြားပြတ်ဖမ်းဆီးခဲ့တဲ့နောက်တင်းမာမှုတွေမြင့်တက်နေချိန်မှာအခုလိုအမေရိကန်ရဲ့ပြိုင်ဘက်နိုင်ငံတွေရဲ့ရေတပ်တွေပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ဧည့်သည်၃နိုင်ငံရဲ့ရေတပ်တွေနဲ့အတူလှုပ်ဆောင်မဲ့စစ်ရေးလေ့ကျင့်မှုဟာရေပိုင်နဲ့လုံခြုံရေးပင်လယ်ဓမြတိုက်ဖြတ်ရေးတွေမှာပို့ပြီးနက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ချက်အတွက်ဖြစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းက Bridge စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးမှာတရုတ်ကဦးဆောင်ပြီးတော့ရေတပ်တွေပူးပေါင်းစစ်ရေးလေ့ကျင့်ဖို့ဆိုတာကိုညှိနှိုင်းသဘောတူခဲ့ကြတာဖြစ်ပါတယ်။တရုတ်ရုရှားနဲ့တောင်အာဖရိကတို့ဟာ Bridge ရဲ့ကာလရှည်ကြာအဖွဲ့ဝင်တွေဖြစ်ပြီးအီရန်ကတော့2024ခုနှစ်မှာပူးပေါင်းလာခဲ့တာပါ။ပြည်တွင်းမှာအစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေအားကောင်းနေတဲ့ကာလမျိုးမှာအီရန်ရေတပ်ကတောင်အာဖရိကမှာစစ်ရေးလေ့ကျင့်မှုအတွက်လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။အခုလေ့ကျင့်မှုမှာနောက်ထပ် Bridge အဖွဲ့ဝင်နိုင်ငံတွေပါဝင်လာမလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ Bridge မှာဘရာဇီး၊အိန္ဒိယ၊ UAE တို့လိုနိုင်ငံတွေလည်းအဖွဲ့ဝင်အဖြစ်ရှိနေပါတယ်။ဇန်နဝါရီလ16ရက်နေ့ထိကြာမြင့်မဲ့စစ်ရေးလေ့ကျင့်မှုစီနောက်ထပ် Bridge အဖွဲ့ဝင်နိုင်ငံတွေရဲ့ရေတပ်တွေလာရောက်ချိတ်ဆက်မလားဆိုတာကိုအတိအကျမပြောနိုင်သေးကြောင်းတောင်အာဖရိကစစ်တပ်ပြောရေးဆိုခွင့်ရအရာရှိတဦးကဆိုပါတယ်။လက်ရှိမှာတော့စစ်ရေးလေ့ကျင့်မှုတွေဟာကိတ်တောင်မြို့ရဲ့တောင်ဘက်အတ္တလန္တိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာတို့ထိစပ်ရာရေပြင်မှာစတင်နေပြီးတရုတ်ကဆေလွတ်တဲ့ရေတပ်သမောတွေမှာတော့161မီတာရှည်ရတဲ့တန်ရှမ်းဖြတ်သမောလေးပါဝင်ခဲ့ပါတယ်။ရုရှားရေတပ်ကတော့အသေးစားစတိုကီနဲ့ထောက်ပံ့ရေးရေရင်တစည်းကိုဆေလွတ်ခဲ့ကြောင်းပြောပါတယ်။တောင်အာဖရိကဟာ2023ခုနှစ်တုန်းကလည်းတရုတ်ရုရှားရေတပ်တွေကိုဖိတ်ခေါ်ပြီးစစ်ရေးလေ့ကျင့်မှုတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်ရှင်။
ဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအာဏာသိမ်းစစ်တပ်ရဲ့တင်ပြချက်တွေဟာမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကိုစားမပြုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်။ရိုဟင်ဂျာမျိုးနွယ်စုတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်တွေနဲ့ပတ်သက်တဲ့စစ်ဆေးကြားနာမှုကို ICJ ကဇန်နဝါရီလ12ရက်နေ့မှာပြန်လည်စတင်မှာဖြစ်ပြီးအဲ့ဒီကြားနာမှုတွေမတိုင်ခင် NUG ကသတင်းထုတ်ပြန်လာတာပါ။ ICJ မှာကြားနာမဲ့ဂမ်ဘီယာမြန်မာအမှုနဲ့ပတ်သက်လို့လုတ်ပိုင်ခွင့်အားလုံးဟာအမျိုးသားညီညွတ်ရေးအစိုးရနဲ့သာသက်ဆိုင်တယ်လို့ထုတ်ပြန်ချက်မှာထပ်မံအသိပေးထားပါတယ်။အာဏာသိမ်းစစ်တပ်ကိုကုလသမဂ္ဂအထွေထွေညီလာခံကအသိအမှတ်မပြုထားသလိုမြန်မာပြည်သူတွေရဲ့ထောက်ခံမှုလည်းမရှိဘူးလို့ NUG ကဆိုပါတယ်။ဒါကြောင့်စစ်တပ်ဟာမြန်မာနိုင်ငံကိုကိုစားပြုပြီး ICJ မှာပြောဆိုခွင့်မရှိဘူးလို့ထုတ်ပြန်ပါတယ်။စစ်တပ်ဟာပြည်သူတွေအပေါ်နိုင်ငံတကာရာဇဝတ်မှုတွေအကြမ်းဖက်မှုတွေစစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ NUG ကဖော်ပြပါတယ်။အဲဒီလိုကာလမှာစစ်တပ်ပြုလုပ်နေတဲ့ရွေးကောက်ပွဲဟာလည်းသူတို့ရဲ့တရားဝင်မှုမရှိခြင်းကိုပုံမထင်ရှားစေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အာဏာသိမ်းစစ်ကောင်စီကတော့ ICJ ရဲ့စစ်ဆေးကြားနာမှုကိုသမ္မတရုံးဝန်ကြီးဌာနနှစ်ဝန်ကြီးဦးကိုလှိုင်နဲ့ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာတီတာဦးတို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုစစ်လွှတ်မယ်လို့ထုတ်ပြန်ထားပါတယ်။ ICJ စစ်ဆေးကြားနာမှုကိုဇန်နဝါရီလ12ရက်နေ့ကနေ29ရက်နေ့အထိပြုလုပ်မှာဖြစ်ပြီးမြန်မာနိုင်ငံကဇန်နဝါရီလ16ရက်ကနေ20ရက်အထိတစ်ကြိမ်ဇန်နဝါရီလ28ရက်ကနေ29ရက်အထိတစ်ကြိမ်စုစုပေါင်း2ကြိမ်ရှောက်လဲမယ်လို့သိရပါတယ်။ဒါအပြင်လုံရိုးလုံစင်အခြေအနေတခုမဟုတ်ပဲ ICJ ဟာမျက်မြင်သက်သေတွေအတွက်3ရက်ကြာကြားနာမှုကိုရက်သတ်မှတ်ပေးခဲ့ပါတယ်။အဲ့ဒီကြားနာမှုတွေကိုတော့ပြည်သူလူထုနဲ့မီဒီယာတွေရဲ့ကြွယ်ရမှာတကားပိတ်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ NUG ကတော့အာဏာသိမ်းစစ်တပ်ကို ICJ မှာမြန်မာနိုင်ငံကိုကိုစားပြုခွင့်ပေးခြင်းဟာရိုဟင်ဂျာပြည်သူတွေနဲ့မြန်မာပြည်သူအားလုံးရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့လုပ်ရပ်ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ICJ အနေနဲ့မြန်မာပြည်သူတွေရဲ့အတန်ကိုနားထောင်ဖို့ NUG ကတိုက်တွန်းထားပါတယ်ရှင်။အောင်မြင်စစ်စင်ရေးအဖြစ်တော်ကျွဲအင်းမြို့အပါအဝင်ရန်ကုန်မန္တလေးလမ်းဟောင်းကစစ်တပ်စခန်းတွေကိုသိမ်းပိုက်ချေမှုန်းခဲ့တယ်လို့အမှတ်2စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနကဇန်နဝါရီလ9ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။မနေ့ကမနက်အစောပိုင်းကစပြီးတော်ကျွဲအင်းမြို့တာယာကုန်းမြို့အုတ်တွင်းမြို့နယ်ညောင်ချီတောင်ကျွဲပွဲကြားနဲ့စီပင်သာကြီးရွာတွေမှာရှိတဲ့စခန်း14ခုကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုတွေမှာစစ်ကောင်စီတပ်သား90ထက်မနည်းသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကလက်နက်ခဲယမ်းအများအများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့အသိပေးပါတယ်။တော်လှန်ရေးပူးပေါင်းတပ်တွေဟာတော်ကျွဲအင်းမြို့ကိုစိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရာအဆောက်အုံတွေရွေးကောက်ပွဲကော်မရှင်ရုံးနဲ့နယ်မြေရဲစခန်းတို့ကိုမိရှို့ရှင်းလင်းခဲ့ပြီးမြို့ကိုလည်းခိတ္တခဏထိန်းချုပ်ခဲ့ပါတယ်။နောက်ပြီးတော်ကျွဲမြို့နယ်မြေစခန်းမှာစစ်တပ်ကဖမ်းဆီးချုပ်နှောင်ထားတဲ့ပြည်သူ8ဦးကိုစီစစ်ပြီးလွှတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ညောင်လေးပင်မြို့နယ်ပိန်းစလုံးမြို့ကြားကရန်ကုန်မန္တလေးလမ်းဟောင်းမှာလည်းလုံခြုံရေးဆိုင်ရာစစ်ဆေးဆောင်ရွက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မနေ့ကစစ်စင်ရေးကိုတော့အမှတ်2စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ23ကွက်ကဲမှုအောက်မှာရှိတဲ့အမှတ်3502တပ်ရင်းဗျူဟာ24ကွက်ကဲမှုအောက်မှာရှိတဲ့အလာဝကတပ်ရင်းဒေါင်းဖြူတပ်ရင်းငကနီတပ်ရင်းတွေပါဝင်ပါတယ်။ဗျူဟာ25ကွက်ကဲမှုအောက်ကအမှတ်3902တပ်ရင်းအထူးကွန်မန်ဒိုတပ်ရင်းဗျူဟာ26ပူပေါင်းတပ်ဖွဲ့နဲ့အုတ်တွင်းမြို့နယ်ပကဖဖြူးမြို့နယ်ပကဖတို့လည်းစစ်စီရေးမှာပူးပေါင်းခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။တစ်ချိန်တည်းမှာကြောက်တကားမြို့နယ်တာယာကုန်းမြို့မိရထားလန်တရားမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်ဂိတ်စခန်းကိုလည်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း9ကပူးပေါင်းစစ်စင်ရေးအနေနဲ့တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်တောင်းမြဝန်းဒေသအောင်မြင်စစ်စင်ရေးအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်တချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ပဲခူးတိုင်းစစ်ဌာနနေမြေအတွင်းစစ်စင်ရေးတွေတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်တပ်စခန်းတွေအနီးဝန်းကျင်ကိုမလိုအပ်ဘဲတွားရောက်တာမျိုးမလုပ်ဖို့နဲ့စစ်ရေးတတိနဲ့နေထိုင်ကြဖို့ပဲခူးတိုင်းစစ်ဌာနကတိုက်တွန်းထားပါတယ်ရှင်။